လေပင်အကျိတ်မသက်သာတာကြောင့်အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတဲ့ဖတ်တီးမကတော့တထေးမကြီးဖြစ်သွားပြီးတဲ့နောက်ဘဝကိုအေးဆေးစွာနဲ့ဖြတ်သန်းနေထိုင်ခဲ့တာပါဆိုင်ခွဲတွေကိုလည်းပိုင်ဆိုင်ထားပြီးငွေကြေးပြည့်စုံမှုရှိလာခဲ့ပါတယ်ဒါပေမဲ့လူဘဝဆိုတာအခက်အခဲတွေရှိတတ်တာမလို့လက်ရှိမှာလည်းဖတ်တီးမတယောက်ကျန်းမာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါဖတ်တီးမတယောက်လေပင်မှာအကျိတ်အလုံးပေါ်ပေါက်ခဲ့ရရှင်အစပိုင်းမှာတော့တာမန်လောက်လို့ပဲထင်ပြီးပြည်ထုတ်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာတော့အကျိတ်အလုံးကပြည်ထုတ်ပြီးတာတော့မပြောက်ကင်းခဲ့ဘူးရှင်ဒါကြောင့်ခွဲစိတ်မှုအထီတောင်လှုပ်ဆောင်ခဲ့ရတာပါချမ်းသာကြွယ်ဝနေပြီးဆိုပေမဲ့ဖက်တီမအနေနဲ့ကိုယ်တိုင်ကိုယ်ကျလုပ်ငန်းတွေမှာဦးစီးဦးဆောင်လုပ်ကိုင်ရပါသေးတယ်အထူးသဖြင့်အကျော်လှော်လုပ်ငန်းတွေမှာကိုယ်တိုင်ဝင်ကြီးကြပ်ရတဲ့အခါမှာအခုလိုလေပင်အကျိတ်အဖူဖြစ်လာခဲ့တာပါပုံမှန်လူတွေအတွက်တော့အကျိတ်ဖို့တစ်ဖူးကခဏတာပဲကြာတတ်ပေမဲ့အကျော်လှော်တွေကြော်နေရတဲ့သူအတွက်တော့ခဏတစ်ဖြုတ်နဲ့မပြောက်ကင်းတော့ပဲရေရှည်ဖြစ်သွားတတ်တာပါဒါကြောင့်ဖတ်တီမရဲ့အကျိတ်ဖို့ကပိုဆိုးသွားရကပြည်တဲ့အထီကိုဖြစ်သွားရပါတယ်အရေးပေါ်ခွဲစိတ်ခဲ့ရပြီးလက်ရှိမှာတော့အရင်ကထက်ဆိုင်သက်သာသွားခဲ့တာပါဒါပေမဲ့အနာအရှိန်ကကျန်နေသေးတာမလို့ဂရုစိုက်နေရတဲ့အနေအထားမှာရှိပါတယ်ရှင်ဖတ်တီမကတော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်ပြီးသင်ခန်းစာယူစီဖို့အတွက်အခုလိုမျှဝေသတိပေးခဲ့တာပါဒါအပြင်သူမကိုစိတ်ပူနေတဲ့ပရိသတ်တွေကိုလည်းစိတ်မပူဖို့ပြောလာခဲ့ပါတယ်ဖတ်တီမရဲ့ဖြစ်စဉ်ကဘဝမှာချမ်းသာကြွယ်ဝတိုင်းလည်းမပြည့်စုံဘူးဆိုတာကိုပြသနေသလိုပါပဲဖတ်တီမရဲ့လေပင်အကျိတ်ခွဲစိတ်မှုကြီးအများဆုံးသက်သာစေဖို့ဆုတောင်းပေးခဲ့ပါအောင်ရှင်